အမလီတို့နေရာဒီမှာပေါ့ပေါ့ပပဝလို့ရမယ် dress လှလှလေးနဲ့ top သေးတွေကိုဝတ်ပြပေးပါမယ်နော်ကျတော့အထဲမှာတစ်ထက်ရေးပြီးတော့အပြင်မှာအခုလိုခေါင်းဝင်လေးတွေဝတ်ရတာပါသူကကျတော့အထဲမှာ crop top ပုံစံလေးပေါ့နော်တို့ဒီခေါင်းဝင်ရကျိုးဆိုလို့ရှိရင်လည်းကိုလိုချင်လို့ adjust လုပ်လို့ရတယ်ပေါ့နော်အမေကဒီထိုင်လေးပဲဝတ်ထားပါတယ်တို့ဒီ dress တွေကကျတော့အပေါ်နဲ့အောက်နဲ့တစ်ထက်စီဆိုတော့ကိုလိုချင်တယ်လို့ style လုပ်ပြီးဝတ်လို့ရတယ်ပေါ့နော်တို့ဒီ dress တွေကတော့ usually နဲ့လှတဲ့ design လေးပေါ့နော်လေပင်နဲ့အဖွားကြီးအနောက်ကျိုးချီလေးနဲ့ဝတ်ရတာပါအမေတို့သူ့ရဲ့အဓိကဒီလက်နာဖောင်းဖောင်းလေးလုပ်ပေးထားလေးပေါ့နော်အမေတို့ဒီ dress တွေကကျတော့အခုလိုကတ်ကားလေးဆိုတော့လေအမေဝတ်ထားလို့ရှိရင်လည်းတော်တော်လေး comfort ဖြစ်တယ်လုံးဝလည်းမအိုက်ဘူးကောင်းလေးပဲကြည့်မယ်ဆိုရင်တော့တော်တော်လေးချစ်ဖို့ကောင်းတယ်ပေါ့နော်ဒီ top လေးကကျတော့ချီတာအပါ design လေးပေါ့နော်အမေတို့ခါးကိုလေးလုံးဝ fit ဖြစ်နေရမျိုးလို့ရှင်းနေဆိုရင်တော့ဒီ top လေးကိုယူသင့်တယ်သူ့မှာကျိုးလေးလည်းပါတော့လုံးဝ fit ဖြစ်နေရောအမေတို့အင်းချိုရိုးချိုတာကြည့်မယ်ဆိုလည်းတော်တော်လေးတိတက်တာတွေ့ရပါတယ်အမေဒီထဲမှာဆိုရင်တော့ဒီလက်နာလေး design ရပတ်နာ design လေးကိုကြိုက်တယ်ပေါ့နော် top လေးကကျတော့လုံးဝ pepe top လေးပေါ့နော်ဒီအောက်နာလေးကိုလုံးဝဖောင်းဖောင်းလေးလို့ကျတော့ဒီ level နာမှာအနောက်ကျိုးချီလေးလည်းပါတယ်ပေါ့နော်အခုလိုမျိုးအကွဲလေးကိုမှယူကျိုးချီလေးနဲ့ပါထားလို့ရှိရင်လေကြက်နေရမျိုးလည်းမဖြစ်ပေမဲ့ခနာကိုပုံစံလေးလည်းပေါ်ပေါ့နော်အမေဒီ top လေးကလေဝင်းနေချပုံစံမျိုးမဟုတ်တော့